စီးပွားရေးကိစ္စနဲ့ခီးထွက်သွားမယ်ဆိုတဲ့ခင်မွန်ဖြစ်သူကအခုချိန်မှာသူ့ရဲ့အတွင်းရင်းမှုမလေးနဲ့ပူပူကက်ကက်ပွေ့ဖန်နေတာကိုတွေးလိုက်ရတဲ့အခါဇနီးတဲ့ဖြစ်သူအကြီးအကျယ်တုန်လှုပ်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ရင်းနှီးလို့နေတာကိုမြင်လိုက်ရတော့သူမဒေါသအိုးပေါက်ကွဲသွားပြီးချက်ချင်းပဲသူတို့ရှီယာကိုရှော့သွားလိုက်ပါတယ်ခင်မွန်ဖြစ်သူကသူမကိုမြင်လိုက်ရတဲ့အခါလက်ဖြတ်သွားပါတယ်အဲ့ဒီအချိန်မှာပဲဇနီးတဲ့ကဒီမိန်းမဘာတူလဲလို့မေးလိုက်ပါတယ်ခင်မွန်ဖြစ်သူပြန်မဖြေနိုင်ခင်မှာပဲဘေးကအတွင်းရင်းမှုမလေးကအလိုက်ကန်းဆိုးမပြီးဝင်နှုတ်ဆက်ပြီးသူ့ယောက်ျားကိုအပြစ်မတင်ဘူးပြောလာပါတယ်ဒါကိုကြတော့ဇနီးတွေကသူမကိုတေချာအကဲခတ်ကြည့်လိုက်ရမှာအတွင်းရင်းမှုမလေးကသူမရဲ့အိတ်ကိုကင်ထားတာသတိထားမိလိုက်ပါတယ်သူမလည်းချက်ချင်းပဲငါ့အိတ်ကဘာလို့သူများလက်ထဲရောက်နေရတာလဲလို့ခင်မွန်ဖြစ်သူကိုမေးခွန်းထုတ်လိုက်ပါတယ်အော်စရာကောင်းတာကခင်မွန်ဖြစ်သူဟာလုံးဝဂရုမစိုက်ခဲ့ပါဘူးသူမကိုတဘိုးသားတေးတိမ်လွန်းနေလို့တောင်ဖြစ်တင်ဝေးပါလိုက်ပါသေးတယ်အိတ်တလုံးပဲဟာကိုမင်းကိုအသက်ဝယ်သေးမယ်လို့ပြောပေမဲ့ဇနီးတိုင်ကတော့သူ့ရဲ့ပေါက်ကြရာစကားတွေကိုတီးခံမနေတော့ပါဘူးအိတ်ကိုချက်ချင်းပြန်ပေးဖို့အတွင်းရင်းမှုကိုပြောလိုက်ပါတယ်ဒါကိုမြင်တော့အတွင်းရင်းမှုမလေးကတနာစရာကောင်းတဲ့ပုံစံဖမ်းပြီးခင်မွန်ဖြစ်သူရဲ့လက်မောင်းကိုဆွဲကအကအကွယ်ယူဖို့ကြိုးစားပါတယ်ဒါကိုမြင်တော့ဇနီးတွေကပို့ဒေါသထွက်သွားပါတယ်သူမှရှေ့ကိုတိုးပြီးအိတ်ကိုလူယူလိုက်ကသူတို့ရှေ့မှာတဲ့အိတ်ခဲကပစ္စည်းတွေကိုမှောက်ချပစ်လိုက်ပြီးလူကြီးမင်းတို့အနေနဲ့အခုလိုမျိုး recap အတိုလေးတွေအပြင် anime recap တွေပါကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ AI World Recap Channel ကို subscribe လေးလုပ်ထားကြပါဗျာ subscribe လေးလုပ်ပေးခြင်းအပြင်ကျွန်တော်ကိုတစ်ဖက်လန်ကအကူအညီရလေးရောက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်